မင်္ဂလာတသားမီတို့ရေဒီနေ့ပြောပြမယ့်ပုံမြင်လေးကတော့ချယ်ရီပင်နဲ့စိန်ပန်းပြရတယ်။တခါတော့ကတောင်ပေါ်မြို့နယ်နီးတဲ့တနေရာမှာတောအုပ်ကြီးတစ်ခုရှိတဲ့တဲ့ဒီပင်တွေကတော့တဘာဘာပေါက်ပင်နေမှာဖြစ်ပါတယ်။ရာသီတွေများစွာကုန်လွန်လာတဲ့အခါမှာအပင်တွေကလည်းတဖြည်းဖြည်းနဲ့ကြီးထွားလာခဲ့ကြတယ်။ဒီပင်ကတော့ချယ်ရီပင်ပဲဖြစ်ပါတယ်။နောက်တစ်ပင်ကတော့စိန်ပန်းပြပင်နဲ့ဒီနေ့မှာတော့တခြားနေရာကနေလာတဲ့ငှက်ကလေးတွေဟာနားခုတ်ဖို့နေရာကိုရှိုင်းနေကြတာပေါ့ငါတို့တနေရာမှာနားခုတ်ကြရအောင်ဟုတ်ပြီအဲ့ဒီအချိန်မှာပဲငှက်တကောင်ကလာပတဲ့အပင်တစ်ပေကိုတွေ့ထားတာကြောင့်နားခုတ်ဖို့အတွက်တခြားငှက်တွေကိုပြောလိုက်တယ်ဟိုမှာအရန်လာတဲ့အပင်လေးတွေပဲအဲ့ဒီအချိန်မှာချယ်ရီပင်ပေါ်မှာနားနေတဲ့ငှက်ကဒီလိုပြောလိုက်တာပေါ့ဟာဒီအပင်ကဟိုပင်ထက်ပိုလာနေတယ်နော်အဲ့ဒီအတန်ကိုစိန်ပန်းမြမြို့မှာနားနေတဲ့ငှက်ကကြားတော့ဒီပင်ကဟိုပင်ထက်ပိုလာတာ तू မသိဘူးလားဟုတ်တယ်မလားစိန်ပန်းပြဟုတ်တယ်ချယ်ရီပင်ကလည်းပြန်ပြောတာပေါ့ငါအနီရဲရဲအသီးနဲ့ပိုင်းအောင်နူပွင့်နဲ့နေတက်လှတယ်ဒီခါမှာတော့စိန်ပန်းပြကလည်းဒီလိုပြောလိုက်တာပေါ့ငါကအသီးမရှိပြီမဲ့အယောင်တော့နေထက်လာတယ်သူတို့ကအပြန်လန်ငင်းခုန်ပြောဆိုနေကြရင်တပင်နဲ့တပင်ဒေါ်လာထွက်စိတ်ဆိုးကစကားမပြောကြတော့ဘူးတဲ့သူတို့ကအမြဲတမ်းပြန်ဆိုင်နေကြတာပေါ့သူ့ကိုယ်သူဘာထင်နေလဲမသိသူကများငါနဲ့ပြင်ချင်နေသေးတယ်တနေ့တော့ဇီကွက်တကောင်ကခရီးသွားရင်နားခုတ်ဖို့နေရာတစ်ခုကိုတွေ့လိုက်တာပေါ့ဝါငါရဲ့အပင်လေးပေါ်မှာတွားနာခုံမှာဦးစီးကွက်ကျမနဲ့ဟိုပင်ဘသူကိုလှတယ်ကျမပို့လှရမလားကျမပို့လှတယ်နော်ဦးစီးကွက်ကလည်းဂျာဖြတ်ပြောလိုက်တာပေါ့တော်ပြီနင်တို့နှစ်ယောက်မှာအလားကိုစီရှိကြတာပဲငယ်စဉ်ကလေးကကြီးလာတဲ့အချိန်ကြီးပဲပေါ့ပြီးတော့ဘယ်ဘေးမှပို့လာတယ်ဆိုတာမရှိဘူးကွအကုန်လုံးကလာကြတယ်ဘာပဲဖြစ်ဖြစ်ကျမပို့လှတယ်သူ့ကောင်လုံးကအရှုံးမပေးနဲ့သူ့ကိုယ်သူထင်ကြီးနေတာစိန်ပန်းပြန်ဟုတ်တယ်ထောက်ခံတယ်ဘယ်ကသာချယ်ရီပင်ကပိုလာနေတာနင်မတွေ့ဘူးလားသူနင့်ကိုမနာလို့အဲ့လိုပြောတာချယ်ရီတိတ်ကြမင်းတို့ရဲ့စကားတွေကြောင့်ဒီပင်နဲ့ပင်စလောက်ကစိတ်ဝမ်းကွဲနေကြတာမဟုတ်ဘူးလားတင်တို့ဘာအတွက်ကြောင့်ဒီလိုတန်ဆိုင်တောဆိုနေကြရတာလဲအချင်းချင်းသိမြတ်ချစ်ခင်ကြဒီလိုလုပ်ဖို့မင်းတို့တက်ခတ်ခဲ့ကြမယ်ဆိုတာသိပါတယ်ဒါပေမဲ့မင်းတို့သိမြတ်ချစ်ခင်ကြမယ်ဆိုရင်ကဘာကြီးကပုံမလှပပြီးပျော်ရွှင်စွာနေထိုင်နိုင်မယ်မဟုတ်လားသူတို့လည်းဇီးဘက်ပြောတဲ့စကားကိုလေးစားစွာနားထောင်နေစဉ်ဇီးဘက်ကပြောလိုက်တာပေါ့ငါခရီးထွက်ရအောင်မယ်နားခုဝင်ပြီးတဲ့အတွက်ကျေးဇူးပါပဲဇီးဘက်လည်းသူတို့ကိုနှုတ်ဆက်ပြီးအဝေးကိုပြန်ထသွားတော့တာပေါ့သူတို့လည်းဇီးဘက်ပြောတဲ့စကားကိုတခြားစဉ်းစားပြီးတငယ်ချင်းတွေလှုပ်ဖို့အတွက်သူတို့နှစ်ယောက်လုံးဆုံးဖြတ်လိုက်ကြတဲ့သူတို့ဟာမြုံဘတ်သူတွေအပင်တွေဖြစ်ကြပေမဲ့တငယ်ချင်းဆိုတော့တပင်နဲ့တပင်ကူညီပြီးလေးစားစွာနေထိုင်သွားကြတော့တာပေါ့အဲ့ဒါဆိုငါနဲ့တငယ်ချင်းလောက်ကြရအောင်နင့်ကငါတမိုးထားမယ်လို့ကတိပေးရလေကောင်းတော့ပေါ့နင့်ကိုလည်းငါလေးလေးဆဆဆက်ဆက်မယ်လို့ကတိပေးတယ်နော်ဒီလိုနဲ့အပင်နဲ့ပင်ဟာတင်းမြတ်သွားတာကြောင့်ဒူရိယလာတရားကိုကဘာလောကသားရစီယနေ့တိုင်တည်ဆောင်သွားတာကိုတွေ့ရတာပေါ့ကွယ်ကဲပုံပြင်လေးကတော့ဒါပါပဲကွယ်